အားလုံးပဲမင်္ဂလာပါနိုင် class ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ designer တွေအတွက်အရေးကြီးတယ်ပေါ့နော် strategy တွေအကြောင်းပြောပြသွားမယ် client နဲ့စကားပြောတဲ့အခါပေါ့နော်အားလုံးအဆင်ချောတယ်နောက်ဆုံး client ကအဲ့ဆိုအကိုကျွန်တော်ဒီ logo အပ်မယ်အကိုကျွန်တော်ဘယ်လောက်ယူမလဲဒီ design အပ်မယ်ဗျာတစ်လားစာ design 20ပါမယ်ဒီ package ဆိုဘယ်လောက်ယူမလဲအဲ့တော့ကျွန်တော် animation တစ်ခုလုပ်မယ်10 second စာအဲ့အကိုဘယ်လောက်တောင်းမလဲအဲ့ခါမှာကျွန်တော်တို့ကစဉ်းစားရပြီဒီခါလေးအဆင်ပြေသွားတယ်ဒီခါလေးအဆင်မပြေဘူးဘာဖြစ်လို့ဆိုတော့တောင်းလိုက်တယ်ကျွန်တော်ဈေးကများနေတဲ့အတွက် client ကမလုပ်ဖြစ်တော့တာရှိတယ်နေသွားတဲ့ခါကျတော့လောက်တော့လောက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကတိတ်မပြောတော့ဘူးတောင်းတာနေသွားတယ်ဆိုရင်ခံစားချက်ကြီးရှိတယ်ဒီခါလေးမှာကျွန်တော်တောင်းတာနေပြီးတော့အလုံးမရတာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ client ကကျွန်တော်တို့အထင်သေးသွားတာသူမှန်းထားတဲ့ဈေးတစ်ခုရှိတယ်အဲ့ price range ထက်ကိုသူကအများကြီးနေပြီးကျွန်တော်တောင်းလိုက်မိတယ်ကျွန်တော်တို့အလုံးမရမှာဆိုလို့ short ပြီးတောင်းလိုက်တယ်ဒါပေမဲ့ client ကသူမှန်းထားတဲ့ဈေးမျိုးမဟုတ်တဲ့အတွက်ကျွန်တော်တို့ကိုနည်းနည်း lock down ဖြစ်ပြီးတော့အလုပ်ကိုဆက်မလုပ်ဖြစ်တာရှိတယ်ဆိုတော့အဲ့လိုမျိုးတွေမဖြစ်အောင်ကျွန်တော်ဒီနေ့အားလုံးအတွက်အသုံးဝင်မယ် pricing strategy ရှင်းပြကြောင်းပြပြသွားမယ်ဒီနည်းတွေကကျွန်တော် designer တွေတက်မှမဟုတ်ဘဲနဲ့ကျွန်တော် agency တွေ company တွေအတွက်လည်းအများကြီးအသုံးဝင်ပါတယ်ကိုနဲ့တင့်တော်တဲ့ဒီ strategy ကိုအသုံးပြုပြီးတော့အလုပ်တွေအများကြီးလုပ်နိုင်မယ်လို့ကျွန်တော်ပြောလင်းနေဆိုတော့ဒီ strategy တွေအကုန်လုံးသိဖို့အတွက် video အဆုံးထိကြည့်ဖို့တော့လုပ်မယ်ဗျဆိုတော့ကျွန်တော်စလိုက်အောင်ပထမဆုံး strategy က cost plus pricing လို့ခေါ်တယ်သူကဘာလဲဆိုတော့ကျွန်တော်တို့ကုန်ကျစရိတ်ပုံမှာကျွန်တော်တို့ရဲ့ margin ပေါ့နော်အမြတ်ကိုထပ်ပေါင်းပြီးတော့တောင်းတဲ့နည်းပေါ့ဒါကတော့ကျွန်တော်တို့တယောက်ချင်းစီပေါ့နော် individual ထက်ဆိုင်ရင်ကျွန်တော်တို့ company တွေ group တွေ organization တွေနဲ့ပို့ပြီးတော့တင့်တော်တယ် agency တွေနဲ့ပို့တင့်တော်တယ်ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့3ယောက်5ယောက်ငွေချင်းတွေစုဖွဲ့ပြီးလုပ်တဲ့ဒီမျိုး group တွေနဲ့တင့်တော်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကိုကပေါ့နော်ဒီဝန်ထမ်းငှားကားရှိမယ်နောက်တစ်ခါနေရာငှားကားကုန်ကြကြီးရှိမယ်နောက်ပြီးရင်ကျွန်တော်တို့အတွက်ဒီတစ်စမီဘိုးတွေ internet ဘိုးတွေစသည်အပြင်ပေါ့နော်လူကုန်ကြကြီးတွေအားလုံးရှိတဲ့အတွက်အဲဒီချိုးကြပြန်ပေါင်းပြီးတော့ကုန်ကြကြီးတစ်ခုထွက်လာမယ်ဒါက cost ပေါ့နော်ကျွန်တော်ရဲ့ original cost ကွန်ပျူတာတွေရင်းနေထားရမယ်ဗျာဟုတ်တယ်မလားလိုအပ်ရင်ကျွန်တော်တို့ဒီ stock photo တွေဝယ်ရမယ် plugin တွေဝယ်ရမယ်စသည်အပြင်ပေါ့နော်ဆိုတော့အဲ့ဒါတွေအားလုံးပေါင်းလိုက်လေ cost တစ်ခုထွက်လာမယ်အဲ့ cost ပေါ်မှာကျွန်တော်တို့ကဘယ်လောက် percent အမြင့်တင်မလဲပေါ့နော် 10% လား 20% လားစသည်အပြင်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတင်ပြီးတော့ကျွန်တော်တို့တောင်းတဲ့နည်းပေါ့နော်ကျွန်တော်တို့ရဲ့ strategy 1ပါလဲဆိုရင် cost plus pricing ပေါ့နော်အားလုံးပေါင်းကုန်ကျစရိတ်ကို percent တွေထပ်တင်ပြီးတော့တောင်းတဲ့နည်းဆိုတော့ဒါက number 1နည်းဆိုတော့ number 2 strategy က competitive pricing လို့ခေါ်တယ် competitive pricing ဆိုတာကျွန်တော်တို့ပြိုင်ဘက်တွေကျွန်တော်တို့ competitors တွေရဲ့ဒီဈေးနှုန်းပေါ်မူတည်ပြီးကျွန်တော်တို့ကကျွန်တော်ရဲ့ဈေးနှုန်းလိုက်ပြီးသတ်မှတ်တာဆိုတော့ဥပမာပြောမယ်ဗျာdesigner ကျွန်တော်တို့ပြိုင်ဘက် designer ကသူက design တစ်ပုံကို3သိန်းကောက်တယ်အဲ့ဒါဆိုကျွန်တော်တို့က8000မှကောက်အဲ့ဒါဆိုရင်ကျွန်တော်ဈေးပို့သက်သာတဲ့အတွက် client ကကျွန်တော်စီအလုပ်ပို့ပြီးလာအပ်မှာပေါ့နော်ဆိုတော့ design တစ်ပုံ3သိန်းဆိုတာကျွန်တော်ဥပမာပြောတော့နော်နမူနာပြောပြနောက်တစ်နည်းကကျတော့ကျွန်တော်က3သိန်း2000သတ်မှတ်လိုက်မယ်ကျွန်တော်ရဲ့ design တစ်ပုံအဲ့လိုသတ်မှတ်လိုက်တဲ့အတွက်ကျွန်တော်ဈေးပုံများသွားတော့ကျွန်တော်ကဘာပြန်လုပ်ပေးရလဲဆိုတော့ service ပို့ပြီးပေးရတယ်ကျွန်တော်ရဲ့ပြိုင်ဘက်က revision ကို3ခါပဲပေးမယ်အချိန်မှာကျွန်တော်က revision ကို5ခါပေးမယ်အဲ့လိုမျိုးကျွန်တော် service ကိုပို့ပေးလိုက်တဲ့အတွက် client ကဈေးတော့ပို့ပေးရတယ်ဒါပေမဲ့သူက service တွေပို့ရတဲ့အတွက်သူ့စီမှာအပ်မယ်ဆိုပြီးတော့လာလာမျိုးရှိတယ် revision ပို့ပေးလိုက်တဲ့အတွက်ပေါ့နော်တချို့ client တွေသဘောကျတယ်အဲ့တော့သူတို့ကိုယ်တိုင်ဆိုတော့ဘာလို့ခြင်းမသိဘူးအဲ့ဒီခါမှာဆိုတော့ခဏခဏပြင်ကျင်တယ်သူတို့ကိုယ်သူတို့လည်းသိတယ်အများကြီးပြင်ကျင်တယ်စိတ်ချလက်ချဖြစ်တဲ့ဒီ revision တိုင်းပို့ပေးလိုက်တဲ့အတွက်ပို့သဘောကျတယ်နည်းနည်းပို့ပေးရတယ် okay ပေးလိုက်မယ်ဒါပေမဲ့ငါတို့လိုအပ်တယ်ပေါ့နော်ပြင်လို့ရတဲ့ပမာဏတွေသူကကာဗာဖြစ်တယ်ပေါ့သူပေးထားတဲ့ revision time ကဒီလိုမျိုးလေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါက number 1 strategy competitive pricing လို့ခေါ်တယ်ဆိုတော့ကျွန်တော် number 3ကိုဆက်သွားရအောင် okay ဆိုတော့ strategy number 3ကကြတော့ဒါဆရာကြီးအတွက်ပေါ့နော်ဘာကြတော့ value based pricing strategy လို့ခေါ်တယ် value based ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ design တွေကိုယ့်ရဲ့ service တွေကလုံးဝ value added ဖြစ်နေရမယ်လုံးဝတန်ဖိုးမြင့်မားနေရမယ်ကိုယ့်ရဲ့ branding ကကောင်းနေရမယ်ပေါ့နော်ဆိုတော့နားလည်အောင်ပြောရရင်ကျွန်တော်ပစ္စည်းတစ်ခုနဲ့နှိုင်းယှဉ်ပြောရရင် iPhone ပေါ့နော် iPhone ဆိုရင်ဒါဈေးတအားကြီးတယ်သူများဖုန်းတွေတက်ဈေးအရင်ကြီးတယ်လေအရင်တော့ဆို2ဆ3ဆကြီးတယ်နော်ဆိုတော့ဘာလို့လို့ဈေးကြီးနိုင်တာလဲဆိုတော့ तू ကဒီ consumer တွေပေါ့နော်သူရဲ့သုံးဆွဲသူစားသုံးသူတွေ emotional benefit ကို functional benefit ကိုအခုလုံးပေးနိုင်တဲ့အတွက် तू ကဈေးကိုတင်ပြီးရောင်းနိုင်တယ်ဆိုတော့
ထပ်ပြီးရှင်းအောင်ပြောရရင် functional benefit ဆိုတာကျတော့ဒီ iPhone ကဗျာကင်ကြီးတုံးကြည့်လိုက်နော်ဒီတုံးထားတဲ့ material လည်းမိုက်တယ်မှန်လည်းတော်တော်လေးကိုဟိုလုံးနေ resolution ကောင်းတယ်ဒီကင်မရာလည်းကောင်းတယ်လीဟုတ်တယ်နော် UI UX လည်းတော်တော်လှတယ်ဆိုတော့ UI ဆိုရင်လည်းလှတယ် UX ဆိုရင်လည်းအရင် smooth ဖြစ်တယ်ပေါ့နော်ဒါကကျတော့ functional benefit emotional benefit ကကျတော့ iPhone ကင်နေဆိုတော့သူက iPhone user ဖြစ်သွားပြီအဲ့တော့တခြား phone user ကြားထဲမှာသူကဘာဖြစ်ပကုံးနည်းနည်းပုံမြင်အောင်ခေါင်းတစ်လုံးမတာရင်တော့သိရမလားအရင်တော့ခေါင်းတစ်လုံးတော့တာတယ်ပေါ့နော် iPhone ကင်နေဆိုရင်ဒါတထေးလို့ကျွန်တော်သတ်မှတ်ထားပြီးသားလीအရင်ခေတ်တော့ဟုတ်တယ်မလားဆိုတော့ iPhone ကင်ဆိုတွေကကင်တဲ့လူက confident ကိုပူရှိသွားမယ် proud ဖြစ်မယ်ပြီးတဲ့ခါမှာငါ iPhone ကင်တာဟောဆိုပြီးတော့ပြောမလဲဂုံကြူတယ်ပေါ့ဗျာခုနကယုံကြည်ချက်တွေမြင်မာတယ်ပေါ့တကယ်ချင်းကြားထဲမှာဆိုလေဒါမျိုးကိုယ့်ကို secure ဖြစ်တယ်ပေါ့အဲ့လိုမျိုးဒီ emotional benefit ကိုလည်းရစီ iPhone ကအဲ့နှစ်ခုလုံးချင်းတည်ပေးနိုင်တယ်အဲ့ဒါကြောင့်သူကသူ့ဈေးနှုန်းကိုအများကြီးမြင်ထားနိုင်တယ်တခြားဖုန်းတွေတက်ကိုတင်ပြီးရောင်းနိုင်တယ်ပေါ့နော်ရောင်းနေရောင်းရတယ်ဆိုတော့ဒီဇိုင်နာတွေကလည်းအဲ့လိုပဲကိုယ့်ရဲ့ဒီဇိုင်းဟာသူများဒီဇိုင်းတွေတက်ပိုကောင်းတယ်လန်ထွက်နေတယ် quality ကလုံးဝ share ပဲပြီးတော့ concept မိတယ်ဒီ marketing target တွေ sales target တွေကိုပို့ပြီးတော့ reach ဖြစ်စေတယ်ပို့ပြီးတော့ထိရောက်စေတယ်ဆိုရင်ကိုယ့်ရဲ့ design ကောက်ပို့ပြီးတော့တင်တောင်းလို့ရတယ်တင်ထားလို့ရတယ်ညှင့်ထားလို့ရတယ်ဈေးပို့တောင်းလို့ရတယ်အချို့ client တွေကမေးလိမ့်မယ်အခုကဒီ design ချင်းတူတူပဲဈေးတော်တော်များတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကကိုတို့ရဲ့ဒီ brand image ပို့ပြီးမြင့်ပေးနိုင်တယ် sales target တွေပို့ထိအောင်လုပ်ပေးနိုင်တယ်ကျွန်တော်ရဲ့ design တစ်ပုံကအများကြီးတာသွားတယ်ပေါ့ဗျာဒီလိုမျိုးကိုယ့်ဘက်ကတေချာရှင်းပြနိုင်တယ်ပြောနိုင်တယ်တကယ်လည်းဟုတ်တယ်ဆိုရင်ကျွန်တော်ရဲ့ design ကားတွေ pricing တွေကိုပို့ပြီးမြင့်ပြီးတောင်းလို့ရပါတယ်အဲ့ဒါကို value based pricing တော့ခေါ်တယ်ပေါ့နော်ကိုယ့်ဘက်ကတော့တကယ် design ကိုသူများတို့ကောင်းအောင်မယ်ကိုကျွမ်းကျင်ရမယ်ပြီးတဲ့အခါမှာကောင်းကောင်းလေး well explain လုပ်နိုင်ရမယ်ပေါ့နော် client အောင်တိကျရှင်းပြနိုင်ရမယ်ဘာကြောင့်စီကြည့်လဲဆိုတာဒါဆိုရင်အဆင်ပြေတယ် okay okay ဆိုတော့ number 4 strategy ကိုရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော် number 4ပြောလိုက် number 4ပြောလိုက်ဒီဖြစ်နေလိမ့်မယ်ဆိုတော့အဆင်ပြေတယ်လားထောင်လိုက်တော့နော်ဆိုတော့ number 4 strategy ကကျတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါဒါဆိုတော့ဒီ designer တွေကျွန်တော်ကြည့်နေသူတို့ strategy ကိုအရင်သုံးတာအဲ့ဒါဘာလဲဆိုတော့ discount pricing လို့ခေါ်တယ် promotional pricing နောက်က seasonal pricing strategy ပေါ့နော်ဆိုတော့သူကကျတော့promotion ပေးတယ်ဆိုရင်လည်းကျွန်တော် design သုံးပုံအရင်တပုံလကားရမယ်အဲ့၄ပုံရသွားမယ်အဲဒါမျိုးနောက်တစ်ခါမှကျွန်တော် discount pricing ကြတော့အခု design တဲ့ပုံကို9000ကျမယ်ဒါပေမဲ့အခု design သုံးပုံအရင်3000ပဲကျမယ်ကျွန်တော်3000 short ပေးမယ်discount pricing ပေါ့နော်နောက်တစ်ခါ seasonal pricing ကျွန်တော်တကြံသားနေပြီဆိုရင်ကျွန်တော်အခု design တကြံနဲ့ပတ်သက်တဲ့ပေါ့နော် post တွေလာအပ်မယ်ဆိုရင်သုံးပုံအရင်တပုံ free ရမယ်ဒါမှမဟုတ်လေကျွန်တော် design တကြံတွင်းမလို့ကိုတို့ design 5ပုံအရင်ဒါမှမဟုတ် logo တစ်ခုဆိုရင်ကျွန်တော် design နှစ်ခုပို့ဆွဲပေးမယ်cover photo နဲ့ profile picture လက်ကဆွဲပေးမယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်သတင်းကျဆိုလဲသတင်းကျ new year ဆိုလဲ new year christmas ဆိုလဲ christmas ပေါ့နော်အဲ့လို season နဲ့ချိန်ပြီးတော့ကျွန်တော်တို့ဒီ discount တွေပေးတယ် promotion တွေပေးတာကိုကျွန်တော် strategy number 4ထဲမှာပါပါတယ်အဲ့ဒါ discount pricing ဒီ video ကနေတစ်ခုခုရသွားတယ်ဆိုရင်ကျွန်တော် video လေးကို like ပေးခဲ့လို့ရပါတယ် video တွေ content တွေကြည့်ချင်တယ်ဆိုရင်တော့ like class channel ကို subscribe လုပ်ထားအောင်မမေ့နဲ့နော်ပြီးနောက် account လေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော် video တင်လိုက်တာနဲ့ up to date ကြည့်လို့ရမှာဖြစ်ပါတယ် strategy number 5ကဘာဖြစ်မလဲဆိုတော့ strategy number 5ကကျတော့နည်းနည်းခက်ခဲတယ်ပို့ပြီးတော့လေအလေးချင်းရှိဖို့လိုတယ်ပေါ့နော်သူကကျတော့ psychological pricing လို့ခေါ်တယ် psychological pricing ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ client ပေါ့နော်သူ့ရဲ့ဒီဈေးနှုန်းတွေပေါ့မြင်တဲ့စိတ်ကျွန်တော်တို့ကကစားပြီးတော့ကျွန်တော်ရဲ့ဈေးတွေကိုတတ်မှတ်ဖြစ်တယ်ဆိုတော့နီးလန်းတွေမျိုးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ designer တွေနဲ့ဒီအသုံးဝင်မှာပေါ့နော်ကိုက်ညီတဲ့ဒီလမ်းလေးကျွန်တော်ပြပြသွားမယ်ဆိုတော့ရုံသုံး psychological pricing ဆိုတော့နားလည်ထားဖို့ဆိုရင်ကျွန်တော်လူတွေကပေါ့နော်ကိုပဲဖြစ်ဖြစ် client ပဲဖြစ်ဖြစ်ပေါ့နော်ဈေးနှုန်းတွေပေါ့မြင်တဲ့အမြင်ဒီကဏ္ဍတွေပေါ့မြင်တဲ့အမြင်တွေပေါ့နော်အဲ့ဒါတွေကျွန်တော်နားလည်ထားဖို့လိုတယ်ကျွန်တော်က9000နဲ့4900နဲ့ဆိုရင်100ပဲကွာတယ်ဒါပေမဲ့4900ကိုအများကြီးတက်တာတယ်စိတ်ထဲမှာခံစားရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဏ္ဍတွေကြည့်ပြီးဆိုရင်ရှေ့ဆုံးကကဏ္ဍကိုပဲအာရုံစိုက်ကြတယ်နောက်ကခဏန်းတွေကတိတ်ပြီးအာရုံမဆိုင်ကြဆိုတော့ကျွန်တော်9ခဏန်းနဲ့စတယ်9000မှာစိတ်ထဲမှာ9000များတယ်4900ဆိုရင်ကျွန်တော်4000နဲ့စတာဖြစ်တဲ့အတွက်စိတ်ထဲမှာ4000ဆိုတဲ့စိတ်ကအရင်ဝင်သွားတယ်900ကအဆုံးတော့ဖြစ်သွားတယ်အဲဒါကြောင့်ကျွန်တော်ကြည့်လိုက်ရင် brand တွေ product တွေတော်တော်များများကအဲ့လိုမျိုးအထူး short တွေ8900တို့9900စသည်အားဖြင့်ပေါ့နော်အဲ့လိုမျိုးပပလေး short ပြီးတော့ခဏန်းတစ်ခုကိုနှိမ့်ပြီးတော့ရောင်းကြတာတွေရှိတယ်ဆိုတော့
ကျွန်တော်ဒီဇိုင်းမှာလည်းအဲ့လိုပဲကျွန်တော်ဒီဇိုင်းတစ်ခု9000ကောက်မဲ့အစား4000ဝယ်ဒီဇိုင်းကျတော့4000 9000ကောက်လို့မကောင်းဘူးလေ4000ခွဲ4000 9000စသည်အားဖြင့်ပေါ့နော်ကျွန်တော်နည်းနည်း short ကောက်လိုက်တယ်ဆိုရင်ကျွန်တော်စိတ်ထဲမှာအများကြီး short ပေးရမလို့ဒါပေမဲ့ client ရဲ့စိတ်ကိုလည်းကျွန်တော်တို့ကဘယ်လိုပြောမလဲ trick လုပ်ပြီးသားဖြစ်တယ်ပေါ့နော်အဲဆိုတော့ဒီလိုနီးနေတော့လို့ရတယ်နောက်ထပ်ဒီ psychological pricing နဲ့မှာဘာပါသေးလဲဆိုတော့ကျွန်တော် cashback ပေးတဲ့ဒီတွေပါတယ် cashback ပေးတာကဘယ်လိုမျိုးပြောမလဲဆိုတော့ကျွန်တော် design ကရဆိုတော့သူတို့ဈေးမလျှော့ပေးဘူး design တစ်ပုံ9000ပဲဒါပေမဲ့အခုဒီလာထဲမှာအပ်မယ်ဆိုရင်တော့ cashback အနေနဲ့9000ရှိမယ် cashback 1000ရှိမယ်ဆိုတော့အယူဆုံးတော့ကျွန်တော်9000ယူထားလိုက်မယ်အားလုံး design ပြီးသွားပြီ finish ဖြစ်သွားလို့ file ပို့ပြီဆိုရင်သူ့ကိုရော cashback 9000ယူပါ cashback 1000ယူပါဆိုပြီးတော့ကျွန်တော်ပြန်အမ်းနိုင်ပြီပေါ့နော်ဒါကနည်းနည်းတော့ထူးဆန်းတဲ့နီလန်ဖြစ်တဲ့အတွက် designer ရောတိတ်တုံတာမတွေ့ဘူး Apple ဆိုအလိုပဲ Apple ရောင်းတဲ့ဆိုင်တွေကိုကြည့်လိုက်ဘာမှ short ဈေးနဲ့မရအောင် cashback နဲ့ပဲရောင်းတယ်သူတို့ brand image ကိုထိမှဆိုလို့ဟုတ်ပြီနော်ဆိုတော့နောက်ဆုံးတစ်နည်းရကြတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အလုပ်တစ်ခုလက်အပ်တယ်ဆိုရင်အရင်ဆုံးကျွန်တော်ဆက်ဆောင်ဆုံးတောင်းတဲ့ initial ဈေးကို short ပေးထားလိုက်တယ်ပြီးမှနောက်ထပ်တောက်လျှောက်တွားမဲ့ဈေးကိုကျွန်တော်ပိုကောက်ထားတာမျိုးဘယ်လိုပြောမလဲနမူနာပြောမယ်ဆိုကျွန်တော်အိမ်မှာ internet wifi ဆက်တွေတက်တယ်လို့ပေါ့နော် wifi ဆက်တက်ပြီဆိုရင်3လတစ်ခါလဲတွင်းမယ်ဆိုရင်တက်စင်ကားနဲ့ဒီ set for free ဟုတ်တယ်နော်တစ်ခါလေးကျရင်3လတွင်းတက်စင်ကား free 6လတွင်းမယ်ဆိုရင် set for က free ပေးမယ်အဲ့တော့လူတွေက set for free လို့ကျင်နော်6လ app လိုက်နောက်တော့ကျွန်တော်ပြောမယ်မုတ်စိတ်ရိတ်တဲ့ကျုပ်တွေပေါ့ဓာတ်တွေပေါ့ဆိုတော့မုတ်စိတ်ရိတ်တဲ့ဓာတ်တွေဝယ်တဲ့အခါမှာကျုပ်တွေပေါ့တစုံပေါ့လေဝယ်တဲ့အခါမှာဒီအတန်နဲ့ဓာတ်လေးတွေပါတယ်လေလူတက်ကလေအရှင်တွေဆိုတော့အဲ့မှာဘယ်သူကဈေးများရတယ်လဲဒီအတန်ကဈေးသက်သာတယ်ဒီမုတ်စိတ်ရိတ်တဲ့ဓာတ်လေးတွေဈေးကြီးတယ်သူတို့အရင်ဆုံးတစုံဝင်လိုက်တယ်ဓာတ်3ခုပါမယ်အတန်ပါမယ်ရိတ်တွေကုန်သွားတယ်အဲ့ချိန်မှာကျွန်တော်ကဒီအတန်ရရှိနေပြီဆိုတော့အစ်စ်မဝယ်ခြင်းတော့ဓာတ်လေးတွေပဲလက်ရှာပွဲအဲ့ဓာတ်လေးတွေရောင်းရတဲ့အမြက်ကိုသူတို့ကစားလာကျွန်တော်တို့အဲ့လိုမျိုးဒီဇိုင်းကိုတောင်းလို့ရတယ်ဘယ်လိုလဲဆိုတော့ animation လုပ်တဲ့အခါပေါ့နော် animation 10စက္ကန့်စာဆိုရင်ကိုဘယ်လောက်တောင်းမလဲဆိုရင်ကျွန်တော်က3သိန်းလောက်တောင်းချင်တာဒါပေမဲ့3သိန်းလို့တောင်းလိုက်ရင်သူကဟော10စက္ကန့်လောက်3သိန်းလောက်များလာပြီလားဟာစိတ်ထဲမှာဖြစ်သွားပြီမအပ်တော့တာရှိတယ်ဈေးစစ်တာရှိတယ်ဆိုတော့ကျွန်တော်အဲ့လိုဖြစ်စေချင်တော့ကျွန်တော်ကဒီ psychological pricing need ပေါ့နော်ဒီ strategy ကိုသုံးလိုက်မယ်ဆိုရင်ဟုတ်ပြီကို10စက္ကန့်လောက်ဆိုရင်ကျွန်တော်တို့က3သိန်းခွဲပဲကောက်ပါတယ်3သိန်းခွဲယူရပေါ့နော် animation ကိုဒါပေမဲ့ revision ပြင်မယ်ဆိုရင်တော့ revision တစ်ခါကိုကျွန်တော်တို့က9000ယူပါတယ်ခင်ဗျာဆိုရင်သူစိတ်ထဲမှာ initial price ကဘယ်လောက်လဲ3သိန်းခွဲဆိုတော့ဟော3သိန်းခွဲဆိုတော့စိုးတန်းသားပဲ revision 9000ကတော့ငါပြင်ရင်တော့ပေးရမယ်မပြင်တော့လည်းမပေးရဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်စိတ်ထဲမှာတတ်မှတ်ပြီးတော့ပြောရမလဲအရင်ဈေးများတယ်လို့မခံစားရဘူးတန်တယ်လို့ခံစားရတယ်ပေါ့နော်ဒီနည်းစနစ်ကိုကျွန်တော်သုံးလို့ရတယ်ဆိုတော့ animation လုပ်ပြီးဆိုတော့ revision ရရှိမှာပဲကိုယ့်ဘက်ကအကောင်းဆုံးလုပ်ပေးရင်တော့သူ့ဘက်ကပြောရမလဲစိတ်အပြောင်းသွားတာတို့ပူကောင်းကျင်တာတို့ရှိတာရင် revision ထပ်ရှိလာတဲ့ခါကျွန်တော်က9000ကောက်သွားရင်လည်းကျွန်တော် target ထားတာလေ3သိန်းကိုကျွန်တော်လိုရောက်သွားနိုင်တယ်ပေါ့နော်ကိုယ့်ဘက်ကတော့အကောင်းဆုံးလုပ်ပေးရမယ် revision များအောင်ဆိုပြီးဆက်လာတဲ့က quality ညံ့အောင်မလုပ်ရဘူးပေါ့နော်ဒါကတော့အသစ်ထားရမယ်ကိုယ် designer တယောက် creative တယောက်ဖြစ်တဲ့အနေနဲ့အသစ်ထားရမယ်ပေါ့နော်ကိုယ်လုပ်ပေါ့ဆိုတော့ okay ဒါက psychological pricing နေပေါ့နော်ဆိုတော့တော်တော်လေးအသုံးဝင်တယ်နော်လေ့ကျင့်ဖို့တော့လုပ်မယ်ဗျ strategy နံပါတ်6ကကြတော့ကျွန်တော် bundle pricing strategy လို့ခေါ်တယ် bundle pricing ဆိုတဲ့အတိုင်းပဲသူကတပုံနဲ့အပ်တာတဲ့ကျွန်တော်တို့အမျိုးအစား3-4မျိုးတွဲပြီးအရင်ပို့ပြီးဈေးသက်သာတယ်ဆိုရဲ strategy နဲ့ကျွန်တော်တို့သွားတာပေါ့နော်ဆိုတော့ပုံမှန်အဖြစ်တော့ကျွန်တော် marketing material တွေဒီ campaign တွေလုပ်တဲ့အခါမှာဒီ strategy ကအရင်အသုံးဝင်တယ်ဆိုတော့ကျွန်တော်တို့စီကိုဒီ flyer တို့ brochure တို့ design တွေလာအပ်တယ်ပေါ့နော်ဆိုတော့2မျက်နှာပါမယ်3မျက်နှာပါမယ်ကျွန်တော်က% တစ်ခုတောင်းလိုက်တယ်ဈေးနှုန်းတစ်ခုပေါ့ maybe 3သိန်းပေါ့နော်ဆိုတော့ brochure တစ်ခုကိုကျွန်တော်3သိန်းတောင်းလိုက်တယ်ဆိုတော့ပြီးတော့သူကအဲ့ brochure မှာပါတဲ့ data တွေ design တွေကိုပဲသူက standee တွေ H stand တွေနောက်က roller banner တွေ G flat တွေထပ်ပြီးလုပ်ချင်တယ်ပေါ့နော်ဆိုတော့သူကတခြားစီမှာသူကအပ်ဖို့သူကရှိတယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောရလဲဆိုတော့ maybe သူတို့အပ်ချင်မှလည်းအပ်မှာပေါ့နော်သူတို့မှအစီအစဉ်မရှိဘူးဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောရလဲဆိုတော့မတို့ဒီ campaign ကို G flat တို့ standee တို့တခြား marketing material တွေနဲ့သုံးကျင်သေးတယ်ဆိုရင်ကျွန်တော်တို့စီမှာ bundle လိုက်သတ်မှတ်ထားတဲ့ဈေးတွေရှိတယ်ပို့ပြီးတက်တာတယ်ပေါ့နော်ဆိုတော့ brochure ပြီးတော့ဒီ standee နောက်တစ်ခါမှာကျွန်တော်တို့ဒီ G flat ပေါ့နော်အဲ့လိုမျိုး3ခုပေါင်းအောင်မှာကျွန်တော်တို့ကပုံမှန်ဆိုရင်3သိန်းယူတဲ့နေရာမှာမတို့2သိန်းနဲ့ပြင်မယ်2သိန်းခွဲနဲ့ပြင်မယ်အဲ့လို3ခုအတွက်ပိုတက်တာတယ်ဆိုတော့သူတို့ကလည်းစဉ်းစားမိသွားပြီးတော့ဟုတ်တယ်ဒါဆိုပိုတန်တယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါလေးကိုသိထားမယ်ဆိုရင်တို့ bundle pricing strategy လေးနဲ့ကျွန်တော်လုပ်တည်ပူပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါကနံပါတ်6 strategy ဖြစ်တဲ့ bundle pricing strategy လို့ခေါ်ပါတယ်
ဆိုတော့ number 7ပေါ့နော်strategy number 7ကျတော့ dynamic pricing strategy လို့ခေါ်တယ် dynamic pricing ဆိုတဲ့အတိုင်းကျွန်တော်အတိအကျမရှိဘူးဆိုတော့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့price တွေကိုကစားတာပေါ့နော်အဲ့ဒီနည်းနဲ့သွားတာဆိုတော့ designer တွေအတွက်ဆိုတော့နည်းနည်းလောက်ခံရခက်တတ်တယ်သူကဘယ်လိုသွားလဲဆိုတော့ဝယ်လိုအားနဲ့ရောင်းလို့အားလို့ပေါ့နော်သူဝယ်လိုအားများတဲ့အချိန်မှာဆိုရင်ကျွန်တော်ဈေးတက်မယ်ဝယ်လိုအားနည်းတဲ့အချိန်မှာဆိုရင်ဈေးလျော့မယ်ပေါ့နော်ဥပမာပေးရရင်ကျွန်တော်ချောင်းသာကဒီငွေဆောင်လို့ကမ်းခြေတွေမှာရှိတဲ့ဟိုတယ်တွေလို့ပေါ့ခီးသွားရာသီဆိုရင်ဟိုတယ်ဈေးတွေက2ဆ3ဆတွေဖြစ်ကုန်တာလေခီးသွားရာသီမဟုတ်ဘူးမိုးတွင်းတွေပါရောက်သွားပြီဆိုရင်ကျွန်တော်ခီးသွားကျဲသွားပြီဆိုရင်ဈေးတွေကအရင်ကျသွားဟုတ်တယ်မလားပုံမှန်3သိန်းလောက်ရှိတဲ့အခါ9000လောက်ပဲဖြစ်သွားတာလို့8000လောက်ပဲဖြစ်သွားတာဒါမျိုးပေါ့နော်အဲ့ဒါကို dynamic pricing strategy လို့ခေါ်တယ်ဒိုင်နာအနေနဲ့သုံးလို့ရတာတော့ကျွန်တော်နှစ်ကုန်ကန်လေးတွေပေါ့နော် New Year လိုမျိုးလိုမျိုးဘယ်လိုမလဲစေးချတဲ့အချိန်တွေဒီမျိုး campaign တွေများလုပ်တဲ့အချိန်တွေပြီးတော့တကြံတို့နောက်ကတည်င်းကျွတ်တို့အဲ့လိုမျိုး seasonal နဲ့တိုက်တဲ့အချိန်တွေပေါ့နော်ဆိုတော့ brand တွေကအချင်းတွေအဲ့ဒီအတွက် campaign တွေလုပ်ပြီးအဲ့တော့ campaign တွေလုပ်ပြီးဆိုရင်ပြီးတော့ပွင့်လင်းရသည်တွေပေါ့နော်ပွင့်လင်းရသည်ဆိုတာဆိုမိုးရင်းကုန်လို့စောင်းရင်းစဆောင်းရင်းကနေနေရာတီတောက်လျှောက်ကတာပွင့်လင်းရသည်ပေါ့နော်အဲ့ချိန်မှာဆိုရင်ကျွန်တော် event တွေလုပ်ပြီးပွဲတွေလုပ်ပြီးလေ sales တွေ promotion တွေချတယ်အဲ့ချိန်မှာဆိုရင်ကျွန်တော် design တွေလာပြီ event designer တွေဆိုရင်အဲ့ချိန်မှာအလုပ်များပြီဒီမှာ event designer တွေပေါ့နော် 3D designer တွေကနေတဲ့အတွက်ဒီလိုစီကိုလာဝယ်လိုအားများတဲ့အတွက်ကျွန်တော်ကဈေးတက်မယ်ပေါ့နော်ဒါကို client ကလည်းသိတယ်အဲ့အတွက်ကို guilty မဖြစ်နဲ့သူတို့ကလည်းသူတို့ပစ္စည်းတွေရောင်းရမယ်ဆိုရင်ဈေးတင်ကြတာပဲလေပြောချင်တာကဒီနံပါတ်9 strategy ကတော့ dynamic branding strategy ဖြစ်တယ်လို့ဝယ်လိုအားနဲ့ရောင်းလို့ရဖို့မူတည်ပြီးတော့ကိုယ့်ရဲ့ design price တွေကို credit ပေါ့နော်နှုန်းထားတွေကို adjust လုပ်ပြီးတော့တောင်းကြလို့ရပါတယ်လို့ဒီနည်းကိုသုံးပြီးတော့ဟုတ်ကဲ့ okay တော့ကျွန်တော်နောက်ဆုံးတစ်ခုကိုရောက်လာပြီဆိုတော့strategy နံပါတ်8ကကြတော့ကျွန်တော် tier based pricing ဒါမှမဟုတ် segment based pricing strategy လို့ခေါ်ပါတယ်ဆိုတော့နည်းနည်းရှင်းတယ် anyway ဆိုတော့ tier based pricing strategy ကဘာကိုပြောလာလဲဆိုတော့ကျွန်တော်အလွှာလိုက်ပေါ့နော်ဒီ client ရဲ့တစ်မျိုးစီလိုက်ကိုကျွန်တော်တို့ခွဲပြီးတော့ဈေးသတ်မှတ်တာပေါ့ဆိုတော့သူ့တစ်စီသတ်မှတ်တာဒါရှင်းရှင်းပြောရင်ဒါပေမဲ့ဘာလို့သတ်မှတ်တာလဲဆိုတော့ကျွန်တော် reason ရှိတယ်နော်ဆိုတော့ဒီခါလေးကျွန်တော်ကြုံမှုနေမယ်ကျွန်တော် design လေး3ခုလောက်အချင်တယ် social media အတွက်အဆင်ပြေတော့ကျွန်တော်လာစဉ်အပ်သွားမယ်ဘယ်လောက် design 10ခုဆို10ခုတစ်လောက်15ခု15ခုဆက်ပြီးတော့အပ်သွားမယ်ဆိုတော့အခု design လေး3ခုဘယ်လိုယူမလဲလို့မေးလာတဲ့အခါကျရင်ကျွန်တော်ကဒီ strategy ကိုသုံးလို့ရတယ်ပြောမလဲဈေးဆိုင်နေအနေနဲ့ပြောရရင်ပေါ့နော်ဈေးဆိုင် design နဲ့ပြောရင်လက်လီလာဝင်ဈေးတစ်မျိုးလက်ကားလာဝင်စီတစ်မျိုးလေးဟုတ်တယ်မလားရေတံမှုတပူးဝင်ကျွန်တော်တို့1000ဆိုရင်ရေတံမှုတကက်ဝင်ပဲ6ဘူးဆိုရင်6000ကျရမယ်နေရာမှာ9500ပဲကျတယ်ဒါမျိုးပေါ့နော်ဒါကိုလက်လီနဲ့လက်ကားဈေးခေါ်တယ်လို့ခေါ်တယ်အဲ့လိုပဲဒီဇိုင်းမှာလေတပုံနှစ်ပုံလည်းအပ်တယ်ပြီးနောက်ထပ်အပ်ဖို့မအပ်ဖို့လည်းမသိကြဘူးဆိုရင်တော့ကျွန်တော်တောင်းနေကြဈေးတိုင်းတောင်းလို့ရတယ် pricing ကပုံမှန်တိုင်းပဲနော် standard pricing ပေါ့အဲ့လိုမျိုးပဲねခုနလိုမျိုးနောက်ထပ်အပ်ဖို့ဒီ client အလားအလာရှိတယ်သူကဘယ်လိုပြောမလဲproject တွေလည်းများတယ်ဆိုရင်ပေါ့ကျွန်တော်တို့ကအဲ့လိုမျိုးအများကြီးအပ်မဲ့ client မျိုးဆိုရင်တချို့ကြောက်လေအခုတစ်လစာဆိုရင် design ကဘယ်လောက်ယူမလဲဒါလေးတော့မေးတယ်လေအဲ့ကျွန်တော်ပုံမှန်9000ယူနေရတယ်ကျွန်တော်က3000ခွဲ4000ဒါမျိုး short ယူတာမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါမျိုးကိုကျွန်တော်တို့ tier base pricing ဒါမှမဟုတ် segment base pricing strategy လို့ခေါ်ပါတယ်ဆိုတော့အခုဆိုရင်ကျွန်တော် strategy 10မျိုးလုံးကျွန်တော်ပြောခဲ့ပြီးပါပြီဆိုတော့အဲ့ဒါတွေကိုကိုယ့်ဘက်ကိုတေချာနားလည်အောင်ကြည့်ပြီးတဲ့အခါမှာကိုယ်နဲ့ဘယ် strategy ကကိုက်မလဲဒါမှမဟုတ်ဘယ်လိုအခြေအနေမျိုးမှာဘယ်လို strategy ကိုကအသုံးချမလဲပေါ့နော်ဒါလေးတွေကိုကိုကတေချာစဉ်းစားဒီနည်းလမ်းလေးတွေသုံးချပြီးတော့ကျွန်တော် client အများကြီးရှာနိုင်ပါစေအားလုံးပဲအချိန်ပေးပြီးကြည့်ပေးတာကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ